Hello ဂျေဒီနေ့တော့ seafood buffet နဲ့အတူကြောက်ပစွန်နေကမာတွေကိုလည်း free flow အဝသွားစားခဲ့တာကိုပြပေးချင်ပါတယ်။ကြောက်ပစွန်ကင်းပစွန်ကမာနဲ့ Norway salmon တွေကို free flow စားလို့ရတဲ့ luxury seafood lover package အသစ်က seafood city မှာရနေပြီဆိုလို့ဂျေရောက်ဖြစ်ခဲ့ပါတယ်။ seafood city ရဲ့ hotpot အရသာကိုလည်းဂျေကအရန်ကြိုက်တာမို့လို့ hotpot item တွေထဲကအကြိုက်ဆုံးလေးတွေရွေးပြီးတော့လည်းယူပစ်ခဲ့တယ်။ထုံးစံအတိုင်းပဲ seafood လက်လက်ဆက်ဆက်တွေကိုအမျိုးအစားစုံစုံလင်လင်နဲ့ခင်းကျင်းထားတာလေးတွေ့ခဲ့ရပါတယ်။ lobster တွေအဝစားဖို့သွားတာဆိုပေမဲ့ hot pot ကလည်းမစားမဖြစ်မို့လို့ hot pot လေးအရင်စားဖြစ်တယ်ပေါ့နော်။သူ့ရဲ့အမဲသားလွာလေးကြီးအရှိတစ်ခေါက်စားပြီးကြတဲ့အရန်ကြိုက်လို့အဲ့ဒါလေးထပ်စားဖြစ်တယ်။ကိုစိတ်ကြိုက်ဆက်ထားတဲ့ဘေးချင်လေးနဲ့သူ့ရဲ့အမဲသားလွာလေးနဲ့တို့စားတာအရန်ကိုကြိုက်ပါတယ်။ဒီပဇွန်လုံးလေးတွေဆိုလို့ရှိရင်လည်းသူ့စီမှာတော်တော်ကိုကြိုက်တယ်။ပဲလိတ်ကလည်းအမြဲတမ်းမပါမဖြစ်ပါသူ့ရဲ့ဟောပေါ့ဟင်းရဲ့အရာတာနဲ့ပဲလိတ်ကအရန်ကိုလိုက်ဖက်ပါတယ်ပဇွန်နေကနန်းနေရလဲအရန်လက်ဆက်နေတာမို့လို့စားချင်တာနဲ့ယူစားဖြစ်ခဲ့ရပေါ့နော် seafood city မှာဟောပေါ့စားရတာအမြဲတမ်း item တွေလဲစုံစုံလင်လင်နဲ့ seafood တွေလည်းအရန်လက်ဆက်တာမို့လို့ကြည်တော့အရန်ကြိုက်ပါတယ်ဒီတစ်ခေါက်တော့ပဇွန်တွေကိုကြိုပြီးထိုင်ခွာပြီးသွားတော့မှတကောင်ချင်းစီအေးစစ်စစ်လေးစားပါတယ်luxury seafood lover package မှာကကင်းပစွန်ကြောက်ပစွန်ကမာနဲ့ Norway salmon တွေပါပါတယ်။လေးမျိုးလုံးကို free flow ကြိုက်တလောက်အဝစားလို့ရမှာပေါ့နော်။တခါတလေပစ္စည်းမရတာမျိုးရှိခဲ့ရင်တော့ကမာနဲ့ကင်းပစွန်ကအလှည့်ကျခင်းတယ်လို့ပြောပါတယ်။ကမာတွေရောကြောက်ပစွန်တွေရောအရန်လက်ဆက်ပြီးအရန်မိုက်ပါတယ်။ဂျေရောတော်တော်သဘောကျတာပါ။ဂျေကကင်နာလေးစားချင်တာမို့လို့ဘာဘီကျူကောင်တာမှာကင်ပေးထားခိုင်းလိုက်ပါတယ်။တခြား item တွေလည်းအများကြီးပဲမို့လို့ကြိုက်တာကင်ခိုင်းလို့ရပါတယ်။ live session နဲ့ချက်ချင်းကြော်ပေးတာတွေလည်းရှိတယ်။အသီးအနှံနဲ့ fruit juice ကောင်တာ smoothie လေးတွေကတော့ကြည်အရန်ကြိုက်တာပါရောက်ရင်တစ်ခါတောက်ရင်ဘယ်နှခွက်မှမသိဘူးတခြား dessert တွေ appetizer တွေအစုံလင်ပြင်ကိုဒီလို Chinese authentic dish တွေကလည်းမျက်စိတစုံခင်းထားပေးပါသေးတယ်ဂျေကင်မို့ပေးထားတဲ့ကမာနဲ့ကြောက်ပစွန်လေးရပြီပေါ့နော်လာပြီးတော့ချကြတဲ့ရာကိုအနံ့ကအရန်ကိုမှွေးနေတာပဲအနီးကတ်တွေရိုက်နေရပါမယ်အရန်စားချင်နေပြီပေါ့နော်အနံ့ကအရန်မှွေးပြီးတော့မြင်ရတာလည်းအရန်မိုက်လွန်းလို့ကြောက်ပစွန်နေရလေတကယ်ကိုအရန်လက်ဆက်ပြီးတော့လုံးဝရှယ်ပါပဲအရသာကလည်းချိုးနေရပဲဒီတိုင်းဘာ sauce နဲ့မှတိုးမစားတာတော့မှအရသာတော်တော်လေးမိုက်ပါတယ်အရန်ကြိုက်ပါတယ်ဒါမျိုးကြောက်ပစွန်တွေကို free flow စားရတာဆိုတော့တော်တော်လေးကိုရှယ်ပါတယ်ကမာဆိုရင်လည်းအရန်လက်ဆက်တော့မှွေးပြီးတော့စိတ်နေရပဲတော်တော်ကြိုက်တယ်ကမာရောပဲကြောက်ပစွန်ကလေဂျေဆိုရင် beach တွေပါတွေသွားရင်နောက်မှာဈေးကြီးလို့တိတ်မစားပြဘူးပေါ့နော်အခုဒီမှာက3,600လောက်နဲ့တခြား item တွေလည်းအများကြီးပါသေးတယ်ဆိုတော့ free flow ကအရန်တက်ပါတယ်သူစီမှာကနန်းကလည်းအရန်ချိုတော့လေကနန်းမကြိုက်တာကြာပြီဆိုပြီးကြိုက်လိုက်ပါသေးတယ်စားပြီးပြီဆိုတော့ beverage တွေအလှည့်ပေါ့နော် beverage ကလည်းထုံးစံအတိုင်းလုံးဝအစုံအလင်ပါပဲရေခဲမုတ်ဆိုရင်လည်း topping အစုံလေးနဲ့ပါဂျေကတော့စားရများပြီး bite တင်းနေလို့အေးအေးလေးပဲတောက်လိုက်ပါတယ်ကဲ seafood city ရဲ့ luxury package ကိုအခုပဲခန်းစားကြည့်လိုက်ပါတော့